အခုရမယ်ညို့တင်းလား ခုရမယ်ညီတော့မသိဘူးဆရာ မလို့တင်းလား တင်ထွန်းသိတယ် အေးတော်လဲတော်လဲ တင်ထွန်းရဲ့ တင်းလို့ရဲ့ဘာလို့လဲနာညို့အခုရမယ် စစ်ဒီစစ်ဟုတ်သိတယ်ဆရာဟုတ်ကဲ့ဟုတ် အခုရမယ်ဒီမှာသမီးအမေညုံသွားညုံသွား ဟောဆုံးသွားတာ အေးနေတာ ကဲကဲ အဲ့နေသွားတာညိုးနဲ့နေတာမဟုတ် ဟုတ်ကဲ့ အနေညိုးနဲ့နေတာအနေညိုးနဲ့နေတာ အသေးစိုးနဲ့သေးတာ ဟုတ်တယ်အနေညိုးနဲ့နေတာ ဟုတ် အဲ့မှာသမီးကဝဲနေမနဲ့နူဝါပါ နူရမှာ တလုံးနဲ့ပြေးအဲ့မို့နိုးလားနိုးလား အော်ငိုးတာဟုတ်ဆရာဟုတ် သမီးလက်ညိုးရမလား လက်ညို့ဒီမှာလေသမီးလက်ညို့လေး မညိုးဘူးကလေးမင်းကလည်းညညိုး အော်ဇညို့ရှာပြီဆရာ ညညိုးဟဲ့အဲ့ဒါလည်းညီမတင်မယ် အဲ့ဒါချီးပါတယ်မယ် ဟဲ့ဘာလို့ညိုးနေတာလဲနာညိုးမယ်သူကညိုးဝင်ညောင်းနေတာမယ်ညီမနေမယ်ဟိုကိုနိုင်ကားမအုံးနမနဲ့အကုန်ညတော့ညမနဲ့အကုန်ညကွာဦး မမတန်လိုက်ဂျိုင်းရပါလေမောင်လေးနဲ့မမစားဘူးလေအုံးတလေးလေးဩမောက်မာတို့အတွက်ကလေနောက်ကတက်တက်လာပြီရပါတယ်မမတန်လိုက်ရဲ့မစားတော့ပါဘူးဟိုမောင်လေးလည်းမစားနဲ့နော်ဒီလောက်ထိနေရပြင်းနေရလေအဲ့အုံးထမင်းနေတာစားလို့အောင်မောင်လေးတခါတည်းတွေးတော့ပြီးအုံးနောက်တွေကြောက်ပါတခါပြတ်သွားမှာကဲသမီးရှင်သမီးဒီနေ့ဘာတွေလက်စွမ်းပြခဲ့လဲဆိုတာပြလိုက်ပါဒီနေ့ကပစွန်စီကန်ဟင်းလေးရယ်ပြီးတော့ချမောင်လေးလည်းကြော်လာတယ်အခုညစားမယ်နော်မနေ့စောရထားချက်ထားကဲမောင်လေးမင်းညမလေးစီစဉ်လာကြိုက်တယ်မလား အော်ကျွန်တော်ချမောင်ကြော်လေးကြိုက်ပါတယ် ဟုတ်ချမောင်ကြော်လေးကြိုက်တယ်အဲ့အော်ထမင်းနေဖဲလိုက်တော့ဟဲ့ဘာလို့ဖဲရမှာလဲမောင်လေးအားလုံးမျှစားရမယ်နော် အော်ဟုတ်ကဲ့ အမလေးဘာမှမျှစားစရာမလိုအဲ့ပစွန်တုတ်ကြီးကမလက်ဘူးမလက်တာရေးစားလို့ရှင်ဝမ်းရှော့လိုက်မယ်ဝမ်းရှော့ပြီးအုံနောက်သွေးကြောပြက်ကုန်လို့ရှင်အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်ဟုတ်တယ်သမီးလေးချင်းမေသမီးလေးဘာကြီးချက်လာလဲဆိုပြလိုက်မရမ်းစီပြန်နဲ့စက်ကုန်းမောင်ချက်လာရမေကြော်ခိုင်းနိုင်ကပိကြော်လေးရောပါတယ်ပစွန်ကြောင့်နန်းချင်းနဲ့ရှယ်ပဲမောင်လေးစိုက်တယ်နော် အော်ကျွန်တော်ငပိကြော်ကြိုက်ပါတယ် ရိုက်တာကြီးကြားရနော်ငပိကြော်ကြိုက်တယ်တဲ့ကျန်တဲ့ဟင်းတွေအားလုံးဖယ်လိုက်ငပိကြော်တဲ့ပဲကျွေးလိုက်တော့ရောက်ငပိကြော်နဲ့တမင်းစားလို့ရမလားလို့မောင်လေးမမပြောထားရနော်အားလုံးမျှစားလို့ ကျွန်တော်အဲ့တော့ကျမ်းမာရေးမကောင်းဘူးမှာအော်မဟုတ်ဘူးကျွန်တော်ပြောနေတာဒီဟာအားလုံးစောက်စားမှာကျွန်တော်ဘိုက်ရက်ကုန်တော့ခင်ဗျအားလုံးစင်ပြီးသွားအောင်အားလုံးပြေးတာဟာကျွန်တော်ကြည့်ပြီးသားစားလို့ 我们聊起来，聊起来。အေးစိတ်စကားပြောကြအောင်နော်အဲ့ဒါတော့အဖြစ် အာဒီကောင်ကလောက်သွားပြန်တစ်မျိုးကွာ တမျိုးမကပါဘူးအကိုရဲ့အကိုကြိုက်တယ်မဲ့ချင်တာလေးအများကြီးဝင်လာတယ်ဟဲ့ဒီမှာ